Access to Business Research ကနေချီးမြှင့်တဲ့ Best Center for Business Education 2025 ကို CPT မှာထပ်မံရရှိခဲ့ခြင်းဖြစ်ပါတယ်မင်္ဂလာပါရှင် Center for Professional Development ကနေပြီးတော့ကျောင်းသားကျောင်းသူတွေအတွက်ဂုဏ်ယူစရာကောင်းတဲ့အချီးမြှင့်လေးတစ်ခုကိုယူဆောင်လာခဲ့ပြီးဖြစ်ပါတယ်ရှင်ဒီအချီးမြှင့်လေးဆိုရင်တော့ Access to Business Research ကနေချီးမြှင့်တဲ့ Best Center for Business Education 2025 ကို CPT မှာထပ်မံရရှိခဲ့ခြင်းဖြစ်ပါတယ်CPT ဟာဆိုရင်2024မှာ SSPR ကနေပြီးတော့ချီးမြှင့်တဲ့ The Best Partnership Award ကိုရရှိခဲ့တာဖြစ်ပြီးတော့2025မှာ Best Center for Business Education ကိုပါနှစ်နှစ်ဆက်တိုက်ထပ်မံရရှိခဲ့တာပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးစုတွေကိုနှစ်နှစ်ဆက်တိုက်ရရှိခဲ့ခြင်းကတော့ CPT ရဲ့စူးစမ်းအထောက်အမှုဖြစ်တဲ့ပညာရေးဆိုင်ရာအရေးအသွေးကောင်းမွန်မှုလုပ်ငန်းခွင်နဲ့ဆိုင်တဲ့စီးပွားရေးပညာရေးဖြစ်မှုသင်ကြားရေးပိုင်းဆိုင်ရာကုညီပံ့ပိုးပေးနိုင်မှုစတာတွေကြောင့်ဆက်လက်နိုင်ငံ The Canton of Swiss အတိမတ်ပြု ASIC INTAES စတဲ့ accreditation တွေရရှိထားတဲ့ SSPR ကနေအတိမတ်ပြုချီးမြှင့်ခံခဲ့ရခြင်းပဲဖြစ်ပါတယ်ဒီလိုမျိုးမှတ်တိုင်တွေတစ်ခုပြီးတစ်ခုစိုက်ထူနိုင်ခဲ့တာကလည်း CPT ကိုယုံကြည်စွာရေးချယ်တက်ရောက်ပေးခဲ့ကြတဲ့ကျောင်းသားကျောင်းသူများနဲ့အကောင်းဆုံးသင်ကြားပေးခဲ့ကြတဲ့ Professor ဆရာကြီးဆရာမကြီးများအပြင်တက်ညီလက်ညီစူးစမ်းအထောက်ပေးကြတဲ့ဝန်ထမ်းတွေအားလုံးရဲ့ဆွမ်းဆောင်ရည်တွေကြောင့်ပဲဖြစ်ပါတယ်ရှင်းစက်မဲ့နေများမှလည်း CPT မှာပုံမကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့အတူဆက်လက်ရည်တည်သွားမှာဖြစ်လို့ CPT နဲ့အတူလက်တွဲကြဖို့တိုက်တွန်းလိုက်ပါရရှင်။ Learn more and more CPT